တို့ရဲ့ချစ်လေးနဲ့တွေ့ဟုတ်ကဲ့ပါကျွန်တော်တို့အားလုံးအမှန်တကယ်လိုချင်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်သွားတဲ့ပြန်မဝင်ဖွဲ့ဖြစ်ပါတယ်အားလုံးရဲ့စိတ်ခံစားချက်တွေလည်းတမျိုးတစ်ပုံတော့ခံစားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်တော့တကယ်ခံစားပါတယ်